ကာယီနာနဲ့အာပေလအာရန်နဲ့အဝါကကောင်းမကောင်းတီကျွမ်းရာအတီကိုစားခဲ့တယ်။ဖျားသခင်ကသူတို့ကိုနှင်ထုတ်ပြီးအေဒင်ဥယျာဉ်ကနေထွက်သွားခိုင်းတယ်။အာရန်နဲ့အဝါကအပြင်မှာနေထိုင်ပြီးသားသမီးတွေကိုမွေးဖွားတယ်။သူတို့ကကာယီနာနဲ့အာပေလပဲဖြစ်ပါတယ်။အာရန်နဲ့အဝါကနေရာကောင်းလေးတစ်ခုမှာအိမ်လေးဆောက်တယ်။အာရင်ကတနေ့လုံးမြေကိုချစ်ပြီးအင်းဝါကတော့အိမ်မိုးကိစ္စကိုပြုလုပ်ရတယ်။အာရင်နဲ့အင်းဝါကဖျားသခင်ကိုချစ်တယ်။ဆောင်းရသည်ရိတ်သိမ်းချိန်ရောက်ရင်ဖျားသခင်ကိုကျေးဇူးတင်ပြီးရစ်ပူစော်တယ်။ဖျားသခင်ကသူတို့ရဲ့ရစ်ကိုဝမ်းသာစွာလက်ခံတယ်။ရစ်ပူစော်ခြင်းဆိုတာစိတ်နှလုံးအကျွမ်းမဲ့အစားအစာတွေကိုမီးရှို့တဲ့အမှုပဲဖြစ်ပါတယ်။အာရန်နဲ့အင်ဝါကမကြာမီမှာပဲသားဦးကလေးမွေးတယ်။အကိုဖြစ်တဲ့ကာယီနာတဖြည်းဖြည်းကြီးလာတဲ့အခါညီလေးအာဘေလာကိုမွေးဖွားတယ်။သားနှစ်ယောက်ကတဖြည်းဖြည်းနဲ့ကြီးထွားလာတယ်။ကာယီနာကလေလုတ်သူဖြစ်တယ်။စိုက်ခင်းတွေကိုပေါင်းနှုတ်ပြီးရေလောင်းပြီးပြုစုလို့အသီးအနှံအများကြီးရရှိတယ်။အာဘေလာကတော့တိုးထိန်ဖြစ်တယ်။တိုးတွေအားလုံးအကောင်ကြီးပြီးတန်ပါတယ်။အာဘေလာကတော့ဖျားသခင်ကိုအမြဲကျေးဇူးတင်တယ်။သားနှစ်ယောက်လုံးဖျားကိုဝတ်ပြုကိုးကွယ်တယ်။ကာယီနာကအသီးအလံအာဘေလာကတော့အကောင်ဆုံးအဦးတီတော့တိုးကိုရေအဖြစ်ပူစော်တယ်။ဒါပေမဲ့ဖျားသခင်ကစိတ်နှလုံးပါတဲ့အာဘေလာရဲ့ရစ်ကိုပဲလက်ခံခဲ့တယ်။ဖျားသခင်လက်မခံတဲ့ကာယီနာရဲ့ရစ်ကတော့ကျင်ထားတဲ့ပုံစံအတိုင်းပဲရှိနေတယ်။ကာယီနာကအယံဒေါသထွက်ပြီးမျက်မှောင်ကျုံပြီးတယောက်တည်းပြောလိုက်တယ်။ဟောဘာလို့ကျွန်တော်ရစ်ကိုလက်မခံတာလဲ။ကာယီနာကအာဘေလကိုအယံမုန်းနေအဲ့ဒီကောင်မရှိရင်ဖျားသခင်ကငါ့ကိုပဲချစ်မှာတရက်ကြတော့ကာယီနာနဲ့အာဘေလနှစ်ယောက်တည်းကွင်းပြင်မှာရှိတဲ့အချိန်ဖြစ်လာတယ်။ကာယီနာကအာဘေလကိုရိုက်သက်လိုက်တယ်။အာဘေလရဲ့သွေးတွေစီးကြလာပြီးအသက်မရှိတော့ပဲသေသွားတယ်။ဖျားသခင်ကကာရီနာကိုမေးတော်မူတယ်။ကာရီနာမင်းရဲ့အာဘေလဘမာလေ။ကာရီနာကမျက်ထောင်ကြီးကြီးနဲ့လိန်ပြောခဲ့တယ်။ငါဘလို့သိမှလဲ။ဖျားသခင်ကအားလုံးကိုကြိုတင်သိနေတယ်။ကာရီနာမင်းဘလို့ပဲစူးစားမြေကြီးကနေအသေးအနှံကိုအခုကစပြီးမရနိုင်တော့ဘူးကာရီနာကဝမ်းနဲ့ငိုကြွေးပြီးအဖေရဲ့မြေကနေထွက်ခွာလာတယ်အဲ့ဒီနောက်ကာရီလာကအချိန်နဲ့ကြာလာတဲ့အခါဟိုနေရာဒီနေရာလက်ပတ်နေထိုင်နေဖျားသခင်ဝမ်းမြောက်စေသောရစ်ကိုပေးတဲ့အာဗေလကာယီနာနဲ့အာဗေလာကဖျားသခင်ကိုဝတ်ပြုကိုးကွယ်တယ်။ဖျားသခင်ကအဦးတီတော်သူကိုပူဇော်တဲ့အာဗေလာရဲ့ရစ်ကိုဝမ်းမြောက်စွာလက်ခံတယ်။အာဗေလာကစိတ်ရင်းနဲ့ရစ်ပူဇော်တယ်။ဒါပေမဲ့အတီးရဲ့နှံပူဇော်တဲ့ကာယီနာရဲ့ရစ်ကိုတော့လက်မခံပေ။ဘာလို့လဲဆိုရင်စိတ်နှလုံးမပါလို့ပဲဖြစ်ပါတယ်။ကာယီနာကအယံဒေါသထွက်တယ်။လက်ကွင်းထဲမှာရှိတဲ့တရက်အာဗေလကိုတတ်လိုက်တယ်။ဒါကြောင့်အာဗေလကပထမဆုံးသောမာတူရာဖြစ်တယ်။